ဒါပေါ့နော်ဒီဘာလို့ဒီဟာနဲ့ရောင်းလဲဆိုတော့ကော်နဲ့ကပို့ပြီးလောက်ရတာဒီမျက်နှာပြင်ကိုအောက်ခံစေးသားကိုသူကမထိခိုက်ဘူးပေါ့နော်ကော်ဆိုတော့တန်များဆိုရင်ဒါအောက်ခံသေးပြထိသွားတယ်ပတ်တိပြလည်းပေါက်သွားမယ်ဒီပေါ်ပြကျွန်တော်တို့စီမှာလည်း3ဆက်ရှိတယ်ကျွန်တော်တို့ဒါရနိုင်ပါတယ်ကျွန်တော်တို့ဒီရောင်းပါဒီဟာနဲ့ဒီဟာနဲ့ပဲကျွန်တော်တို့က area ကျရင်တော့ပေါ်ပြအကြီးနဲ့ site ကြီးရှိတယ် area အလဲလဲဆိုအလက်အနေနေရာလေးဒီဒေါင်းလေးဆိုဒီအင်းနဲ့လုပ်လို့ရတယ်နော်ပတ်တိပြပတ်တိရိုက်လို့ပဲရိုးရိုးနှဲလိုက်တယ်နေပြီးတော့ကျွန်တော်တို့တွေကတော့ဝဲဟောင်းကနေပြီးတော့ဆေးဖောက်ပြတဲ့ခါရဲနှက်အောင်လုပ်ပြလိုက်တယ်ပေါ့နော်အဲ့လိုလုပ်ပြီးလည်းပြင်ပြန်ပြီးတော့တရားလုပ်တော့ဒီဟာလည်းကျွန်တော်တို့အဖြူမှာပဲကျွန်တော်ကလုပ်ထားတယ်အကိုတို့အဖြူမှာပဲကျွန်တော်ကဒီအပေါ်ဒီဟာလေးပါပေါ်မှာလားအဲ့မှာတခုကတော့ပါးနေအောင်ချက်ချရတယ်အဲ့ဒါမရှိဘူးနော်လည်းပဲသူကပို့ပြီးတော့လက်ချအောင်ကျွန်တော်တို့စီကသုံးတဲ့ဒီပိန်တာအကိုကြီးတယောက်ဆိုရင်သူကပထမတစ်ခေါက်တော့အိန္ဒိယတစ်ခေါက်သူနည်းနည်းရွာလိမ့်နေနောက်အဲ့ဒါလည်းပြီးတော့သူအထာတိသွားတော့နောက်ပိုင်းပတ်တော့ကြာအရန်လှသွားတယ်အဲ့တော့ပထမလုပ်ခဲ့တဲ့ပတ်တာသူပြန်ပြင်းလိုက်တယ်သူကသူအဆင်ပြေအကိုလည်းကျွန်တော်အဆင်ပြေသွားကြတော့ပါလေအဲ့တော့ဒါပထမတစ်ခေါက်ကတော့မတိသေးတဲ့ခါမှာလူတွေကတော့အဆန်းပါနော်နောက်တိသွားတဲ့အထာတိသွားတဲ့ခါကျတော့လောကလွယ်သွားပါတယ်သူကအချောင်းမြန်တဲ့ဒီစီက6ကျမာသွားတယ်ဆိုရင်ခေါ်ဘက်စားပြီးတော့နောက်တစ်ခုနေလို့ရတယ်ဟုတ်6ပြီဟုတ်ဒီလိုပဲလေးစစ်ကြောင်ဒီလိုလေးတဲစီကြောင်ဟုတ်ဒီလိုလေးတူချောတူပါဒီလိုလေးရောင်ကအဲ့ရောင်သူတဲ့ရင်းလာလည်းရှိတယ်သူက001တခုကျန်တယ်သူလည်းနှုတ်လာလည်းရှိတယ်ဒီမရောအောင်မရောအောင်ဒါလေးကတော့ဒီရောလာကိုဆွဲရခတ်သွားတယ်နောက်ပြီးတော့6နှေးသွားတဲ့ခါကျတော့သူကကိုယ်ကစားတဲ့ခါကျတော့သူကတင်းမခံတော့ဘာဖြစ်မလဲဆိုတော့ပျော့ဆင်းသွားပြီးတော့ဆေးရပါသွားတယ်ပေါ်သားရော့သွားတယ်ဟုတ်မှုန်တွေထွက်သွားလိမ့်မယ်ဗျာခုကျွန်တော်လုပ်ပြတဲ့ပတ်တန်ကကျွေပြားလို့တော့ထွက်ချင်မှလည်းထွက်လိမ့်မယ်ဒါပေမဲ့ဒါလုံးမလုံးဒီဘလို့ရှင်းရတာပေါ့နော်တကယ်တမ်းမာဘယ်ပုံနဲ့ကြောက်ပြားပုံနဲ့ထက်အောင်ဆိုရင်ဘာလို့မလဲဆိုတော့ကျွန်တော် running တိုက်တဲ့ဆက်နဲ့ကျွန်တော်ကနာအောင်တိုက်ပြရမယ်3ခုလောက်မှကျွန်တော်ပတ်တန်ပေါ်လာလိမ့်မယ်ဘာပေါ်လို့ကာပေါ်လေးဟာတော့ running တိုက်တဲ့ဟာတော့ရန်ကင်းဆက်လုံးလိုက်ရလို့ရှိရင်အဲ့ဆက်လုံးလိုက်ဟိုဂုံးပေါ်ထဲမှာဖက်ဆိုင်လို့ရှိတယ်အဲ့နောက်ခံမှာကျွန်တော်ဒီမှာထုတ်ထားတယ်ဝမ်းလေးဟုတ်ကဲ့ဝမ်းလေးကျွတ်တော့6လောက်ရှိလိုက်ရဟုတ်ရရအေးလေးလိုက်တာဒီလိုက်ကကြတော့ဟာမမပြေးရတယ်ရဒီလိုက်တာဟုတ်ကဲ့သူ့ဝါလေးအဲ့တော့နည်းနည်းပတ်တန်းတို့စိတ်ကိုစနေဟုတ်တယ်အဲ့ဒါတော့ပုံသေးမရှိဘူးအဲ့လိုမျိုးပါလို့ရှိတယ်အဲဆိုအကုန်မှလေးရအောင်တော့ပြန်ရောက်ခါလာပြန်ဖောက်လိုက်တာဟုတ်တယ်အကူမာရာစီစီမှာသူကပုံကျွန်တော်တို့ဒီအရေးကိုစားပြီးလို့ရှိရင်တော့ခဏကုတ်လို့ထပ်တယ်အားကြီးတယ်နောက်ထပ်တယ်အဲ့ကြတော့မှတကုတ်ပြီးတကုတ်ကိုပဲဟုတ်တယ်ကောဘက်ဆက်ပြီးတော့တကယ်လို့ကောဘက်ဆက်ရှင်လည်းရတယ်နောက်တစ်ခုထပ်တယ်တော့တင်လည်းရတယ်ဒါပေမဲ့တစ်ခုပဲရှိတယ်ဘာလို့မလဲဆိုတော့6သွားတဲ့ခါကျရင်ဒီလိုချွန်ရတယ်ကျွန်တော်ထိုးထိုးရတယ်ရလေးတွေဟိုလေးကတိဟိုလေးကြွလေးတွေကြွလေးထိုးထိုးရမယ်ပို့တဲ့ဟာလေးတွေဒီဒါလိုလေးပေါ့ဒါလိုလေးထိုးစားဟိုပေါ့ညီအောင်ရဲကလာတမင်